မုံမြင့်စင်လီကချင် Substate KIO ထိန်းချုပ်နေမြေအတွင်းကမြို့ရွာတွေမှာ KIO ရဲ့အုပ်ချုပ်ရေးရန်တရားစတင်အကောင့်ထဲဖော်နေပြီလို့သိရပါတယ်။ဦးစားပေးအနေနဲ့နမ်ဖက်ကနဲ့မုံမော်နမ်ဟိုင်းစတဲ့ရွာကြီးတွေမှာအုပ်ချုပ်ရေးရုံးရေးစခန်းလူဝင်မှုကြီးကြပ်ရေးရုံးစီပင်ရုံးနဲ့တခြားလိုအပ်တဲ့ရုံးပိုင်းတွေပါဖွင့်လှစ်ပြီးမြို့အင်္ဂါရက်နဲ့ညီညွတ်အောင်အကောင့်ထဲဖော်သွားမှာဖြစ်တယ်လို့တောင်ပိုင်းတိုင်းကော်မတီအတွင်းရေးမှူးကပြောပါတယ်။မြေကပါနိဖက်ကောင်တဲ့မုတ်လုံးမတန်းခုနာအန်တဲ့မြို့မြေကပါလငရမတန်းခုအန်တဲ့ကိုကပ်နာမုတ်လုံးမတန်းခုခန်းမစာချငန်းစကန်စကန်စကဝနမ်တူအန်တဲ့မစင်မစာချခတ်နာတတ်ဝဲဝန်ခန်းငယ်လမ်နိဖက်ကလောငါဆဲกับแต่เซงนักมรีกบ่าโลว่าไซเรียไม่เจอกับมรีผู้ค้าเจตุครามแต่อันเดียวกับตับเทตากินทุนนะผลิตแพะจริงมงชัวชิมลำแพะกุนตักโลสาวานามเสียงนี้งาคนเดียในการกู้ช่างแต่เซงนักมันวางครุงากระตาก็มาคราอันเดียแต่ immigration รุงมาคราลุดขัดตาลำงาเสรังก่อนเดมรีผู้ค้าแต่ก็อันเดียวนปองมิวพันนี่แพะสันสันชาโนอันเดียแต่มงจริงมันสัตกลัวยาลำนี่เพื่ออันเดตาตุกลัวตองงาคนเดียวันป้อมนายช่างละสุยายูนิสเปียแรงงากินงาอ่างไงสอนจิตนาเจ็บพุงปีไอคนน่ะอันเดนยูนิสเปียมากำบุงลีลำนี่เพื่อเราน่ารู้จักว่าขากลัวสวรรค์นำตัวอันเดมสิงจิตรัดน่าเวออนกลัวสวรรค์อะไรเอ็งทองสู้นัดทองจ่อลู่เย่ตะตองจ่อชีเรน้ำผักกามิวกูเตระคันกระชินชันปะลาวเตยุစတဲ့ဒေတာခန်ရမိရဖတွေနဲ့ဖွဲ့စည်းထားတဲ့ကော်မတီကအုပ်ချုပ်ရေးတာဝန်ယူနေပြီဖြစ်တယ်လို့အုပ်ချုပ်ရေးမှူးစလန်ကဘာတရှိလာပေါက်ကပြောပါတယ်။ရန်ဖက်ကတော့အန်တဲ့ဒါစင်ကတော့အန်တဲ့ King Kong ကိုပြင်ပြီးတဲ့ငါနာတဲ့မုံရှွာကိုမွန်မီကျန်တဲ့မွန်မီခင်စတ်ပန်တော့ငါကဲကိုရတော့အန်တဲ့နာဖက်ကမြေဖက်ကိုလက်ချန်တော့ဆိုရကစံလို့တဲ့방거나 안테고 스타무솜 안테나 그리고 가 삼블롱 모와 이 영롬나 안테고 이제 핑크랑과 옥강 사이로 되는 송 안테 옥강와래 대시고 스타무솜 거 안테 닝콩 슬랑브렘 삿게 안테인데 핑크라 옥강 코미티 머리 시가이데 안테인데 머리 옥강 사와 야 스타무솜 핑나 스타무솜 방대고 안테나 샬라 소라 쿠나 딩그린 이 네브랑원된 딩그린สลังอกขังคุณาเป็นไปอกขังไงแต่ก็มามีนะเทคอนอันเทไม่กำพายอันเดมเรวนาสลังนี้ล้อมไหมแต่ก็ซ้ำบลงมัวล้อมยองล้อมนั่นเดมเรเป็นอันเทเดฉันลดอกขังใส่ดูเทนองอันเทน่ามุงชัวระอันเดเฟดเรยันดูที่มุงชัวนี่ยองระอันเดขังเทอันเทยาอกขังตัวไงကချင် Substate အတွင်းကလွတ်မြောက်နေမြေမှာရှိတဲ့မြို့ရွာတချို့မှာဆေးရုံကြီးအဆင့်မဖွင့်လှစ်ရသေးခင်ဆေးပေးခန်းတွေဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းနဲ့နမ်ဖက်ကာနဲ့မုံမော်နမ်ဟိုင်းမှာတော့ဆေးရုံကြီးအဆင့်ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်းစလန်ကဘာကဆက်ပြောပါတယ်။နစီရုံစီကျူကော့တဲ့ဆန်ငိုင်မုံချွာခမ်ဂျာလမ်တဲ့ဆန်ငိုင်ဖက်ကိုလောမလုံအန်တဲ့မီချောင်းတော့ကောတဲ့စီရုံမတန်းဖက်တော့နေချာအန်တဲ့ใน ISC เพ่มาตรงกุนตัดนาอีสระล้อก็อันเดียพอตันได้ลำยิงาคุเร่สีรงกบ่างอันเดียนำพักกลางงายมุ้งมอนำให้ยิงาอินได้เพ่ก็อันเดียมุ้งชัวสีรงกบ่าคนนั้นมาทางซอยคนนั้นในกันจะคำจาตาปะลำมาสั้นในกระตาก็กุนตัดนาตาตุดเวออนก็โลสาวานาสีก่อนในจังไงลำยี่เพ่ก็โลยังอาศัยคุเร่และရှိမှာတော့နမ်ဖက်ကဆေးရုံမှာတိုက်ပွဲအတွင်းထိခိုက်ပျက်စီးခဲ့တဲ့အဆောက်အအုံတွေကိုပြန်လည်ပြုပြင်နေတဲ့ကာလဖြစ်ကြောင်းနဲ့ဖျားလာကြတဲ့ပြည်သူတွေကိုအခမဲ့ဆေးကုသပေးနေတယ်လို့ဆေးရုံအုပ်ဆရာမနန်းဆန်းကပြောပါတယ်။ရန်တက်စတာခေါမန်ဟနိုရင်ကျော်အတဲ့နံကိုခက်ခက်ကပ်တွေလမ်ကိုရဲ့လူလောဖနာအင်းကရတဲ့မကြန်တန်ထာသင်ဆိုင်ဒီကောက်နီနိုထက်တော့ငါရဲငါတဲ့နိဖေရဂရမ်တော့ငါငုတ်ကိုငုတ်ဝဆိုင်ငုတ်တဲ့ဖန်ကအန်တဲ့လူကလောမနာရဲငုစီတူနီမငမ်ကျော်တဲ့လူကလောမနာရဲရခက်ခက်ကိုနိုဂရမ်တော့ကျော်ရဲဂျပူမနိုရဲ့နာရှေဟာအလူကျော်ပန်ရခုနာရှာกลัวยาเรื่องจุยองเทสสีคำลากาอยากสร้างไอของก่อนนาก็มุสวานิมตูมุยองอภิวงายดูกะจังมวาลำนี้เดตมันเกตไอลำนี้อีแต่ในมูดูกลัวมัวนาเร่งนามุสวานิเพ่มสุนทรตันยูคุยเร่งထက်တန်းကျောင်းအလေတန်းကျောင်းမူလတန်းကျောင်းတွေကိုလည်း KIO အစိုးရရဲ့ပညာရေးတင်ယူညွှန်းတမ်းတွေကိုဆက်လက်တင်ကြားပေးသွားမယ်လို့သိရပါတယ်။တင်တာကန်ဝင္ကြကတာကိုพอถ้ารวยจงว่าละถ้าสังจงละข้องงายหรือผู้สังจงมังงาเจ้าคริสทุนจงมังงาชิกรุเจ้าอันเดียนแต่ส่วนเนี่ยนะมุงชัวมาจีเนียผาจีลำแพงกุนตัดนะเป็นโจผาจีตาปะมาเซ็งมาซาจครัดเลยฉันจะคาริคิวลัมเทลักษณะอันเดียของเราสุยาผาจีมาซาเทเชนงาโคเรีย KIO အစိုးရဟာကချင် Substate အတွင်းနေမြေလုံခြုံရေးမြို့ရွာအေးချမ်းတာယာရေးပြည်သူ့ကျန်းမာရေးကလေးသူငယ်တွေရဲ့
ပညာရေးဆိုင်ရာအရေးတွေကိုအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကချင် Sub-State ဟာမူ policy မတူကြတဲ့ SSPP, MNDAA, TNLA စတဲ့လက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေအတူရှင်တွဲနေထိုင်ကြတဲ့ဒေသတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။